အေဟိုနဲ့မက်ပန်းတွေကို YouTube platform ပေါ်မှာအယူအတွက်ထောင်းနေချီပြီးတော့ကြည့်ဘူးကြမှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့ဒီလိုဗီဒီယိုတွေက YouTube ပေါ်ကနေစတင်ခဲ့တာမဟုတ်ပါဘူး။ Africa TV လို့ခေါ်တဲ့တောင်ကိုရီးယား platform တစ်ခုပေါ်မှာ2000ပြည့်တဲ့နောက်ပိုင်းကစပြီးပေါ်ပေါက်ခဲ့တဲ့ trend တစ်ခုဖြစ်ပါတယ်။မက်ပန်းဆိုတဲ့စကားလုံးကိုအကြမ်းမြင့်ဘာသာပြန်ရမယ်ဆိုရင်စားတောက်ရင်ဓာတ်ရိုက်ထုတ်လွှင့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အရသာရှိတဲ့စားတောက်တွေကိုအများကြီးချက်ပြတာအော်ဒါမပြတာနဲ့စားပြတာတွေကို live ပြင်ပြီးတော့ကြည့်ရှုသူတွေကိုဆွဲဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကအကျော်ကြသောဗီဒီယိုကလစ်တွေကတစ်ခုကတော့ streamer အင်ဟွန်နဲ့စီကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ live တွေမှာသူ့ရဲ့အစားအသောက်ပေါ်ချစ်တဲ့စိတ်ကိုအထင်သာမြင်နိုင်ပါတယ်။သူ့ရဲ့အစောပိုင်း live stream တွေရောအစားကိုအားရပါကြစားပြတာပျော်ပျော်နေတတ်တဲ့ personality တွေကြောင့်ကြည့်ရသူဖို့ရုပ်ရှင်စရာတွေအဖြစ်ပါ။ဒါကြောင့်လေလင်းလင်းမြဲမြဲပဲအားလုံးကချစ်ကြတဲ့မက်ဘန်ကတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2015ခုနှစ်မှာတော့ထူးဆန်းတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူ့ရဲ့ stream တွေရပ်သွားခဲ့ပြီးအင်ဟိုနဲ့ရောအင်တာနက်ပေါ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ရဲ့ပရိသတ်တွေကလည်းဝမ်းနဲ့ပတ်လက်ကြံရစ်ခဲ့ကြပါတယ်။ဒါပေမဲ့နှစ်လောက်ကြာပြီးတဲ့နောက်မှာသူ့ရဲ့ channel ကရုပ်တရက်ကြီးပြန်လည်တက်ဝင်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့ပေမီပါပါတက်တက်ရရနဲ့လူတစ်ယောက်က channel ရဲ့ပဲ့ကန်ရှင်ဖြစ်နေပါပြီ။ဘလို့ထူးဆန်းလာတဲ့ခက်စင်းမှုမျိုးကြီးပါလေဗျာ။မက်ဘန် community တစ်ခုလုံးကချစ်ရတဲ့ဝဝဖိမ့်ဖိမ့်တဲ့လူကြီးကဘယ်ရောက်သွားတာလဲ။တကယ်တော့သူကအင်ဟိုနဲ့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာသူ့ရဲ့ကျမ်းမာရေးကြောင့်ကိုယ်အလေးချင်းပေါင်160ကိုအန်အောပဲရှော့ချခဲ့တာဖြစ်ပါတယ်။သူပြန်ပေါ်လာတဲ့ချိန်ကစပြီးသူ့ရဲ့ပရိသတ်ပေါင်းများတော်တဲ့အစားအသောက်တွေစားပြရင်တစ်ဖက်မှာလည်းသူ့ရဲ့ကိုယ်လေးချင်းကိုထိမ့်သိမ့်ဖို့ရေးချိန်ကနေပုံမှန်လုပ်နေခဲ့ပါတယ်။ဒါဆိုရင်တော့ဒါကအရသာရှိလာတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်လို့နေပါပြီ။ပိုကီအစားတောက်စားပြသူတွေဖို့ကိုယ်လေးချင်းထိမ့်သိမ့်ဖို့ဆိုတာရလေကူတဲ့ကိစ္စတစ်ခုဆိုတာအားလုံးလည်းသိကြမှာဖြစ်ပါတယ်။လူတွေကမက်ဘန်ကာတွေကိုအေယာမစားတောက်တွေနေ့စဉ်နဲ့များစားတောက်ပြနေပြီးငကူတိုင်းဘေးဘိန်းတဲ့တို့လေးဆက်ရှိနေပြီးတော့လှနေမယ်လို့ထင်တတ်ကြပါတယ်။အစီချီပြတ်မှုအားမကောင်းတဲ့လူတွေအတွက်ကတော့ဒါကမဖြစ်နိုင်တဲ့စံနှုန်းတစ်ခုပါပဲ။လေရှူရင်းနဲ့ဝနေတဲ့ကျွန်တော်လူတွေအတွက်ကတော့ဒီနေ့ကိုကယ်လရီထောင်ပေါင်းများစွာစားဖို့မပြောနဲ့ cheese burger လေးတစ်လုံးကိုအနက်ရှူမိုံနဲ့တင်10ပေါင်လောက်တက်နေပါပြီ။ဒါကြောင့်လေ Ewit Bogi ရဲ့ပဲ့ကန်ရှင်မက်ဘန်က Bogi ကမက်ဘန်လောကမှာရမြဆန်တဲ့မေးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ Bogi ကတော့အုံမဲရွယ်စားရှိတဲ့အစားအသောက်တွေကိုစားပြရာကနေလူ9ယောက်စားလောက်ကိုအချိန်တိုတွေမှာတတိုင်းနဲ့စားပြသူဖြစ်နေပြောင်းလဲသွားသူ star တွေကတေးကြောင်ဖြစ်ပါတယ်။အခုလက်ရှိမှာတရကြောက်တစ်ခါသူ့ရဲ့ channel မှာဗီဒီယိုတွေကိုတင်ဆက်လျက်ရှိပါတယ်။3နှစ်မပြည့်ခင်မှာတင်1.4 ဘီလီယံနီးပါးရှိတဲ့ YouTube view တွေပိုင်ဆိုင်ထားတဲ့သူမှာဗီဒီယိုတစ်ပုဒ်အတွက်ခံမှန်းကြီး$8,000လောက်ဝင်ငွေရပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဗီဒီယိုတချို့ကဗစက်တဲ့ကအစားအသောက်တွေကိုရန်တွေးထုတ်နေတဲ့အပိုင်းတွေကိုဖြတ်ထုတ်ထားမှမျက်စိလေးနဲ့ပရိသတ်တယောက်ကသတိထားမိသွားပါတယ်။သူမကဝိမတက်လောင်အစားအသောက်တွေကိုဝါပြီးတော့ထွေးထုတ်ဖို့ကြိုးစားနေခဲ့တာများလား။ဒီလိုကိစ္စနဲ့ပတ်သက်လို့တားမြစ်ထားတဲ့ဥပဒေတွေလည်းမရှိနေတဲ့အတွက်ပတ်စံနေပြုံးတိသူလိုဖြစ်ခဲ့တဲ့သူမရဲ့လုပ်ရက်ကိုပဲသူမရဲ့ပရိသတ်တွေကသဘောမကျခဲ့ပါဘူး။သူမကအစားအသောက်ကတင်ကလေးယောဂါတွေများခံစားနေရတာလားဆိုတဲ့ theory တွေထွက်ပေါ်လာခဲ့ပြီးအင်တာနက်တခွင်မှာလည်းအတင်းပြင်းပေါင်း1600ကကျန်းနံလာခဲ့ပါတယ်။ဒါပေမဲ့ဘူကီကတော့ဒီမီဒီယာရထားတွေကြီးပေါ်မှာလိုက်ပါစီနေမှုအစင်သေးဖြစ်နေခဲ့ပါတယ်။စီးကျတစ်ချက်မှလွတ်မသွားပဲဒီမဖြတ်ထားတဲ့ဗီဒီယိုတွေကိုတင်ဆက်လိုက်ပါတယ်။အဲ့ဒီဗီဒီယိုတွေက15မိနစ်ဝေးချိန်ကြာပြီးတော့အဲ့ဒီအချိန်ဒီမှာဘူကီကအားလုံးကိုယ်အောင်စားပြရင်းနဲ့စကားတွေပြောရင်အမားတွေကိုလည်းအပြတ်တောက်ပင်နေထားရပါတယ်။ဒီလိုလုပ်ခဲ့တာအတင်းပြေပြောတဲ့သူတွေကိုပညာသားပါပါနဲ့ဗဇက်ပိန်အောင်လုပ်လိုက်တာဖြစ်တဲ့ပြင်တူမတိုင်မွေးဝင်ဖို့ contract တွေကိုပူရစေလိုက်တာဖြစ်ပါတယ်။ဒါကြောင့်ဘူကီကအရသာရှိတဲ့အေယမစားတောက်တွေစားရင်လည်းအလုံးရှုံနေတဲ့ချိန်မှာသူမမကောင်းကြောင်ပြောတဲ့သူတွေနဲ့အောင်းနာမရှိတဲ့ပရိသတ်တွေကတော့သူတို့စကားသူတို့ပြန်နှူးချရင်လည်းပဲအလုံးရှုံနေမှာကတော့သိကြပါပဲ။ဟန်တီမိမနာလေးတွေကအစားတောက်တွေစားပြရင်းနဲ့သူတို့ရဲ့ channel အတွက် subscriber အများပြားကိုလင်းတို့မြင်မှုကြမှာဖြစ်ပါတယ်။လှတဲ့လူတွေတခုလို့ရင်လူတွေအာရုံစိုက်တာခံရမှာသိကြပဲပေါ့။ဒါပေမဲ့အဲ့ဒီပုံစံခွဲကြီးကိုချိုးပြလိုက်တဲ့မက်ဘန်ကတယောက်ကတော့နေ့နေ့အတွင်းမှာ YouTube subscriber ပေါင်း9.2 တန်းရရှိခဲ့တဲ့ဟန်တီပဲဖြစ်ပါတယ်။တခြားအောင်မြင်တဲ့မက်ဘန်ကရီလိုပဲသူမဟာလည်းသူမရဲ့ channel ကိုလှပမှုနဲ့စတင်ခဲ့ပါတယ်။သူမရဲ့စပိုင်ဗီဒီယိုတွေမှာမျက်နှာပုံ make up အပြည့်သိမ်းပြီးတော့ကင်မရာရှင်မှာဂရီထားပြီးတော့စားပြတာတွေ့ရမှာပါ။တခြားဗီဒီယိုတွေမှာဆိုရင်မစားပြခင်ဒီစင်တာတွေမဲ့နိုင်ပေါင်းများစွာအချိန်ယူရတာကိုဖော်ပြထားပါတယ်။ဒီလိုမျိုးတေးကြပြင်ဆင်တင်ဆက်ပေးမယ်လေပရိသတ်အားပေးမှုကမှန်တော့မရခဲ့တဲ့အတွက်ဟန်တီကသူ့ရဲ့ချင်းကပ်ပုံကိုလင်းလင်းမြဲမြဲပဲပြောင်းချလိုက်ပါတယ်။ကင်မရာစက်တွေကိုလည်းတကူးတကကြီးပြဲစင်မနေတော့ပဲတာမန်အခန်းထဲမှာ TV ကြည့်ရင်စားပြပါတယ်။သူမရဲ့ make up မပါတဲ့ညအိတ်ဝတ်စုံနဲ့မပြည့်မစင်စားပြတဲ့ပုံစံတွေကတခြားပေါ်ပီလာဖြစ်တဲ့မက်ဘန်ကာရီနဲ့ကွဲထပ်ပြီးတော့တဟုန်တူအောင်မြင်သွားစေခဲ့ပါတယ်။အခုဆိုရင်သူမရဲ့ဗီဒီယိုတွေက view တွေတန်းပေါင်းများစွာရလာတာနဲ့အမျှဝင်ငွေများစွာလည်းရရှိလိုနေပါတယ်။စစ်မှန်တဲ့ထင်မြင်ချက်ဖြစ်တဲ့အစားအသောက်ကိုနိုင်ဖြစ်စေဟန်စီရဲ့ပြောင်းလဲမှုကတော့ပိုကောင်းတဲ့ပြောင်းလဲမှုတစ်ခုဆိုတာအငင်းပွားစရာမရှိပါဘူး။နီကိုကာရိုအဖိုကာဒိုမက်ဘန်ချစ်သူတွေဖို့ကြားလိုက်တာနဲ့စိတ်ကြုံလို့ခြောက်ချစေတဲ့နာမည်ကြီးဆိုတာမရှိတယ်လို့ပါပဲ။နီကိုကာရိုအဖိုကာဒိုလို့လူသိများတဲ့နီကိုလတ်ဖယ်ရီကတော့ချိန်ချက်ပေါ့
YouTube channel 9ခုမှာ subscriber စုစုပေါင်း9သန်းကျော်ပိုင်ဆိုင်ထားတဲ့အသက်29နှစ်ရွယ်နီကိုခါတိုဟာထူးခြားတဲ့ fast food တောင်းဖို့ရဖို့ကိုစားပြတဲ့ဗီဒီယိုတွေကိုနေ့တိုင်းလိုတင်းတင်းရှိပါတယ်။စားနေတဲ့အတော်တွေမှာအစားအသောက်တွေကိုစိတ်ဆိုးမှန်ဆိုးနဲ့ကက်ဆီမဲဗာမို့တဲ့ကိစ္စတွေနဲ့မိုးရုံမဲဂုံကိုပြောရရင်အင်တာနက်ပေါ်မှာဗီဒီယိုတွေမတင်ခင်မှာသူ့ကိုယ်သူ fake ကမ်းမကြီးချုပ်ရင်းနေကြောင်းမှတ်တမ်းတွေဗီဒီယိုရိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ content တွေကအမြဲတမ်းဒီလိုမျိုးဆက်ထိမကန်ဖြစ်နေတာတော့မဟုတ်ပါဘူး။2017ခုနှစ်တုန်းကနီကိုခါတိုဟာသူ့ကိုယ်သူတက်တက်လို့စားသူခင်းနဲ့ကြွေးကြော်ခဲ့ပါတယ်။သူဟာကျွမ်းကျင်တယောတီးသူတယောက်ဖြစ်ပြီးသူ့ရဲ့ဗီဒီယိုတွေကတက်တက်လို့တမတယောက်ရဲ့ဘဝနေထိုင်မှုပုံစံတွေကိုထင်ဟပ်ပြသခဲ့ပါတယ်။သူနဲ့သူ့ရဲ့ရီစာဖြစ်သူ online တူဟာမချက်ရသေးတဲ့အစားအသောက်တွေကိုကြမ်းညက်တက်သူတွေဆိုတာလူတွေသိအောင်ပြောပြခဲ့ပါသေးတယ်။သူ့ရဲ့ပြဲထန်တဲ့ဒိုင်းရက်ကြောင့်ကိုလေးချင်းပေါင်140ပဲရှိခဲ့ပြီးတော်တော်လေးပျော်ရွှင်ကျမ်းမာဖို့ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ကျမ်းမာရေးချိုးရင်းမှုကြောင့်တက်တက်လို့စားတာကိုစွန့်လွတ်လိုက်ရတဲ့2016ခုနှစ်မှာတော့ဒါတွေအားလုံးပြောင်းလဲသွားခဲ့ပါတယ်။သူဟာအဲ့ဒီအချိန်ကစလို့မက်ဘန်လောကတွေကိုစတင်ဝင်ရောက်လာကတက်တက်လို့မဟုတ်တဲ့ချီဆန်ဒွစ်တို့ဒိုမီနိုပီဇာတို့ KFC ကြက်ကြော်တို့လိုအရသာရှိတဲ့အစားအသောက်တွေကိုဘလို့ပလောင်းနဲ့စားပါတော့တယ်။တခါတည်းတက်တက်လို့တမဘဝတုန်းကလို့ထောပတ်သည့်အလုံးပေါင်းများစွာဟင်းတင်ကြီးအထက်လိုက်တွေကိုစားပြလေရှိပါတယ်။နားလေရခက်ပြီးဖော်ယူတဲ့သူရဲ့ပုံစံကြောင့် subscriber တွေတိုးလာခဲ့တယ်လို့စားပြတဲ့ပမာဏကလည်းတိုးတက်တိုးလာခဲ့ပါတယ်။2019ခုနှစ်ရောက်တဲ့အခါမှာတော့အရင်နဲ့မတူတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုမှာဘာမှစားပြနေရမဟုတ်ပဲသူနဲ့ online ချကပြဿနာတွေကိုမူယူပြောပြရင်းနဲ့ rater တွေစီကအားပေးမှုကိုတောင်းခံခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့ rater တွေကလည်းသူ့ကိုအားပေးခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူ့ရဲ့ content တွေကပို့ပြီးတော့မူယူပြလာသလိုစားတော့ပြရင်းနဲ့လေသူ့ရဲ့အိမ်တော်မှုဘဝကထူးဆန်းတဲ့ပြန်ဆဲမှုတွေနဲ့စိတ်ကျမ်းမာရေးပြဿနာတွေကိုပို့ပြီးတော့ထုတ်ပြလာပါတယ်။နီကိုခါတိုဟာသူ့ဗီဒီယိုတစ်ပုတ်စီကနေဒေါ်လာ2000လောက်ဝင်ငွေရနေပြီမဲ့လေသူ့ရဲ့အပြောင်းလဲမြင်တဲ့အဖြစ်မှုကြောင့်ဝေဖန်မှုတွေခံလာရပါတယ်။ကြောက်ရီပေါ်သူ့ရဲ့စပင်းတွေကိုရိတ်ချရင်းနဲ့မိုးနေတဲ့ဗီဒီယိုတွေဆိုရင်သူ့ရဲ့ main channel မှာကြည့်ရှုသူအများဆုံးနဲ့လူမကြိုက်တဲ့ဗီဒီယိုတွေကတစ်ခုဖြစ်ပါတယ်။ online မှာစီဒီယိုနေဖို့ PR တွေကသူ့ရဲ့ content တွေကိုပို့ပြီးတော့မူမမှန်ဖြစ်လာစေခဲ့ပါတယ်။ဥပမာအနေနဲ့မန်ဘန်ကာရီဖြစ်တဲ့ Trisha Paytas နဲ့ Stephanie Su တို့ကိုပြဿနာလိုက်ရှာပါတယ်။သူတို့နဲ့ပတ်သက်ပြီးအငြင်းပွားစရာဗီဒီယိုတွေရိုက်ပါတယ်။ဒီဗီဒီယိုတွေရဲ့အောင်မြင်မှုကသူ့ကိုဒီလိုဗီဒီယိုမျိုးထက်လို့ဖို့မိညောင်ရဒေးပေးလိုက်တယ်လို့ပါပဲ။